ဝယ်ပြနေနေဒါဘီယူလိုမျိုးအောင်ချမ်းသာရွာကိုရောက်နေတယ် RC ဒါ3ထပ်တိုက်ချန်ကျဲရပေ50ပေ60 Master Baron အိတ်ခန်းကြီးဘက်ကို၄ခန်းပါတယ်ခေါ်ရဈေးက3500တိန်အိမ်ထဲကအခန်းတွေတစ်ခန်းချင်းလိုက်ပြမယ်ဒါဒုတိယအထက်ကဖျားကန်းဖြစ်တယ်ဖျားကန်းပြီးမှဆိုရင်ဒါ Master Baron ဒီ Master Baron ကတိုက်ရှိထွက်ရင်ဘောနာတစ်ခုပါတယ်အလုံးကျွန်းပါကေကျွန်းလေကားလည်းရင်ကျွန်းတကအသုံးပြုပေးထားတယ်ဒါဒုတိယမြောက် Master Baron ဒါကဒုတိယထက်ကတတိယမြောက် Master Baron ဒီအခန်းတွေဆိုရင်လည်းနောက်မှဆိုရင်ပတ်လက် view လုံးဝအကြီးကားတစ်ချက်တွေပေါ့နော်။ညီကဒီအိမ်က Master Baron ၄ခန်းပါတယ်။ခေါ်ရစီက3500ညှိနှိုင်း။လည်းရနေဆိုရင်အားလုံး share ပဲ။ဒီမှာပြောနေတော့အိမ်အပြင်ဘက်အနေထားလေးတွေပြောပြပေးလိုက်တယ်။ဒါအနေထားလေးတွေပတ်ဝန်းကျင်အနေထားလေးတွေဖြစ်တယ်။ဒီကနေပြီးတော့ဒါအောက်ထပ်ကိုသွားတယ်။ဒါအောက်ထက်ကမြေအောက်ခန်း single Baron အခန်းလေးတွေပါဝင်ကြ။အောက်မှာဆိုရင်ဘုံကြီးချိုးကအိမ်သားဒီမှာပါတယ်။မြေအောက်ထက်အခန်းပေါ့အောက်ဆုံးထက်အခန်းက single Baron အခန်းsingle Baron နှခမ်းပါဝင်တယ်နှခမ်းဖြစ်တယ်ဒါကကျတော့အိမ်ရဲ့အနောက်ဘက်ကအမြေပူကျန်တဲ့ပတ်လန်းအနေထားလေးကျွန်တော်ပြပေးတာဖြစ်ပါတယ်အဝင်းကျင်လူလေးအိမ်ချီအပြည့်ရှိဒီဘက်ကလည်းတက်လို့ရတယ်ဒီဘက်ကလည်းလီကားလေးရှိတယ်ဟိုကကားကိုတော့ခရစီကနောက်တစ်ခါထပ်ပြောမယ်3500ညီနိုင်ဖြစ်ပါတယ်စိတ်ဝင်စားရဆိုရင်ကျွန်တော်ဖုန်းဖြစ်တဲ့3994 ခွန်လေးလုံးကိုလေးဒီလေး8ကိုဆက်ပေးပါအားလုံးကျေးဇူးပါ